ကားလေးမှာတော့ကာရိုက်တာလည်းမတူဘူးဒီနေ့လည်းရရမယ်ညီမလေးကလည်းခုနပြောသလိုဟိုဘာဘောနော်အရင်ငယ်တယ်ပေါ့နော်အဲ့လောက်ထိငယ်တဲ့ပြုဆောင်နေလဲကျွန်တော်တွဲပြီးသိချအောင်ရိုက်ဘူးပေါ့နော်ရိုက်တော့သူတို့စီကဟိုဘာလေး motivation လေးရအောင်ဆိုပြီးတော့အဲ့လိုနဲ့လည်းရရှိသွားတာဒါလေးဟုတ်တယ်အဲ့ရဘယ်လောက်ပေါ့တက်ကတော့ဘာလို့ပေါ့2နှစ်3နှစ်ပေါ့နော်ကျွန်တော်ငယ်တာညီမလေးကသူတချင်းလဲဆိုတာနော်ဟုတ်လားစောဝင်သေးရောသူကဒီဇလန်ညီမလေးသူပြေဆောင်လုပ်ထားတယ်အဲ့တော့ဒီကနေပြီးတော့ညီမလေးကဒါပထမဆုံးဇက်ကားပေါ့နော်ဇက်ကားဇလန်ပေါ့နော်ဇလန်တွဲမှာတော့ဟိုအများကြီးလဲစူးစမ်းအားထုတ်တာတွေ့ရပါတယ်ပြီးတော့ညီမလေးကသူအရန်ကန်ကောင်းတယ်ပေါ့နော်ကျွန်တော်ပြောရဲသူမြန်သူအမေကိုယ်တိုင်လိုက်ပြီးတော့နော်အကုန်လုံးသူကစီစဉ်ပေးတယ်ကျွန်တော်တို့ပေါ့နော်စူးစမ်းဖို့ပဲစူးစမ်းဖို့ပဲလုပ်တယ်ကိုအရန်အမေဟိုပါပေါ့နော်အဲ့လိုလိုက်ပြီးတော့ support လုပ်ပေးတယ်အမေရှိရကန်ကောင်းတယ်ပေါ့နော်ကျွန်တော်ဒီတက်အများကြီးပို့ပြီးတော့လူပညာလမ်းအကြောင်းဖြောင်းပြပါလေဒီတက်ပို့ပြီးတော့အကောင်းဆုံးတွေကိုဖန်တီးနိုင်ပါစေအကောင်းဆုံးအခွင့်အရေးတွေရပါလေလို့ကျွန်တော်ဆုတောင်းနေပါတယ်နော်တကယ်ဒီစားဝမ်းတာခေါ်ယူပါတယ်ကိုကြီးစီကဒီမျိုးကြားတဲ့အတွက်လည်းဒါတကယ်ပြောပါတယ်ဟုတ်စိုက်စီကိုသူက role model ထားတာတဲ့ဟုတ်လားကျွန်တော်ကန်ကောင်းတယ်ကျွန်တော်ကန်ကောင်းတယ်ငယ်လေးပဲဘယ်နှစ်ရှိလဲစက်ခွန်ငယ်လေးပဲရှိပြရတယ်အခုအဲ့ရတော့ဆိုရင်ဘယ်လောက်စကားရတော့16ကျော်ပေါ့ညီမလေးကသူကငယ်လေးနဲ့ပေါ့နော်ဟိုကိုယ့်အိမ်မက်တွေကိုအများကြီးလုပ်ခွင့်ရတယ်ပေါ့လေနော်ကျွန်တော်ကဆိုရင်ဟိုရောင်တော်မောင်တော်နဲ့နော်ရုံးလာတာပေါ့နော်ဟိုတော့တက်လာတာပေါ့နော်ညီမလေးကြတော့ဒီအများကြီးခင်ခေါင်းအများကြီးဆင်နေပါနော် grade တွဲတက်မဲ့ညီမလေးကိုဘယ်လိုမျိုး motivation ပေးချင်လဲ grade လည်းတက်ရမှာပဲနော်ကျောင်းလည်းတက်ရမှာဆောင်းမလည်းဖြေရဒါလည်းရိုက်ပြရှိလည်းရရမှာပေါ့နော်ခွဲပြီးလုပ်လို့ရပါတယ်အချိန်အများကြီးကြာပါသေးတယ်ကျွန်တော်စားမတော့လုံးဝမရအောင်ကျွန်တော်အဲ့လိုပဲအဲ့လိုဟိုအဖေမေပြောအောင်ဆိုပြီးတော့လေ10ရက်လောက်ရောက်မှကျွန်တော်ကစောင်းနေပါရေးသွားပြီးတော့လေသွားတက်အကုန်လုံးချက်ဟိုလို့ဒီလို့ကန်လဲကူရကန်ညာမရိယာပေါ့နော်ဆရာသမားကောင်းနေတယ်တွေ့ရကိုလည်းအဲ့တော့ကနည်းနည်းဟိုအဲ့တော့ကနှက်ပူးသွားတယ်နှက်ပူးစာနှက်ပူးသွားတယ်နည်းကြိတ်နေအောင်တူကန်ဆွတ်သွားတယ်ပေါ့နော်အဲ့လိုဖြစ်သွားညီမလေးကတော့တော့ဒီစားကိုကြီးစားစီတော့အားကြတာတော့တကယ်ဆရာဝန်ကြောင့်လည်းဖြစ်တယ်ပြီးတော့ဒီအခြားကြောင့်လည်းဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပြိုင်တူ balance ဖြစ်အောင်လုပ်နေတာတော့တကယ်အားကြပါတယ်အဲ့တော့အဓိကတော့ဒီစားဒီနှစ်ခုဖြည့်မြအောင်ထူးချွန်နေကြတဲ့နိုင်တဲ့အတွက်တကယ်လည်း inspire ယူရတဲ့ group တွေပါဒါလည်းဖြစ်မှာပေါ့နော်ငယ်လေးရှိတယ်ကျွန်တော်ရွေးတို့ကြောက်နေလားမသိဘူးမပေါ့တဲ့အမတို့အရင်ပြောလို့ကျွန်တော်အဲ့လိုဇလန်နဲ့ကြည့်ကြိုက်တယ်အဲ့လိုမှမရိုက်တော့ဘူးအဲ့လိုနည်းနည်းအိမ်ထောင်20လောက်အနည်းဆုံးကြာတယ်မိမ2ယောက်လောက်မှကိုယ်လည်းအပတ်သက်ရရိုက်တော့အဲ့လိုစဉ်းစားတယ်နောက်တော့ဒီကားလေးကတော့ဇလန်လေးကောင်းတယ်လေဟိုမိုင်းချင်းဟာလည်းကောင်းတယ်ကိုရင်သစ္စာကလည်းဒီကားပေါ်တော့ကျွေးသွတ်ပါတယ်မိမိကလည်းသူကကျွန်တော်တို့ကဟိုစုံဘူးတယ်ဒါပေမဲ့ဒီကားလေးမှသူကဒီကားလေးမှာကျွန်တော်နဲ့တွဲရရေရှိကား series တစ်ခုရှိတယ်ကျွန်တော်တို့ drama queen ဆိုပြီးတော့ပေါ့နော်အဲ့တော့ကနေမီလည်းပါတယ်ဒါပေမဲ့သူနဲ့တော့အဲ့လိုမစုံနိုင်ဘူးဒီကားမှာစုံရတယ်သူနဲ့ဟို MTV ရောက်ရိုက်ပြီးရတယ်ဒီဟာလေးကတော့ acting လုပ်ရတယ်ဆိုတော့ဒီဟာကြောင့်လည်းရိုက်ဖြစ်သွားတာပေါ့နေမီနဲ့ကျွန်တော်ကအဲ့လိုမစုံဘူးသူလည်းအရန် acting အရန်လုပ်နိုင်တယ်ပေါ့နော်ကိုလည်းအဲ့မှာကိုလည်းစူးစမ်းကြည့်ရှင်တယ်ပေါ့နော်အဲ့တော့ဒီတင်ကကျိုးဇလန်တွေရဘက်ချလာရှယ်နေမှာပေါ်ကျူတီဗီနဲ့ရေးပေးတာတက်လာတော့မှာပေါ့နော်အဲ့ဒါကြောင့်ကြည့်ရှိဖို့တိုက်တွန်းချင်ပါတယ်ပြီးတော့ဒီကားလေးကိုစပိုင်းမှာကြည့်မယ်နဲ့ပြီးရဲ့အထိကြည့်ဖို့တိုက်တွန်းချင်ပါတယ်ရှင်10ပိုင်းနော်အားလုံးက10ပိုင်းရှိပါတယ်ဒီကားလေးကိုရှိရနေစပြီးတော့အပတ်စဉ်စနေနဲ့တနင်္ဂနွေနေ့တိုင်းမှာ Fortune TV မှာပြပါမယ် Hip Play မှာလည်းပြပါမယ်နော် application မှာလည်းကြည့်ရပါတယ်ဟုတ်ပါပြီ